ဒီတဲ့တန်တရာသမားတယောက်မှမလွတ်ဘူးသူကသူရွှေရှိလို့ဝှချင်ဝင်မဲ့ကားရှိလို့စီရင်စီမဲ့ကားပေါ်မှာဘာသမားကြီးလို့တန်တရာသမားကြီးကျင်းနဲ့ဗလားသေးသေးချာချာမှန်းအလုံးပြိတ္တာမပြတ်မလဲခြာလေပတ်အောင်ငိုပြီးတော့ရီပြီးတော့အိုးနာသေးပြီးတော့မွေးအမျိုးမျိုးမွေးအမျိုးမျိုးသေးကားတိုက်ထဲလဲကိုပါတာပဲမွေးကြိုက်တယ်လဲကိုပါတာပဲရင်းနစ်တယ်လဲကိုပါတာပဲခုမပါလဲဟိုဘက်ကပါခဲ့တာပဲနောက်လဲပါဦးမှာပဲအဲ့ဒါဘာရှင်းနေတာတော့ဘယ်နဲ့တော့အလုံးပြိတ္တာဖြေစမ်းမှအခုဘ ᱹ ပြဿနာဘ ᱹ ရှင်းနေတာတော့ဒါပေမဲ့ဘာတရားမှမနာတဲ့လူကဘယ်လူတုံးဗျာကိုပြဿနာကြီးရှင်းရင်တော့ရှင်းဒါကြောင့်မိုးကုတ်ဆရာတော်ကြီးကပြောတယ်ရေထဲမှာနစ်သွားတယ်တဲ့ခြေတော့ဒူးပေါင်ခါလေလဲပင်ရေကလဲပင်ရောက်သွားပြီကဲသူသေကံဝေးပလားသေကံနီးလာပြီဘာရေကလဲပင်ရောက်ပါဇက်ပေါက်ထဲဝင်သေးတော့မှလေသူသေကံနီးပြီမဟုတ်လားနေတဲ့လူကဘလို့ထင်တော့ဆိုဟိုကုန်းမုံကထိုင်းနေတဲ့ကလေးတွေဘာပြောတယ်မှတ်ဟဲတဲ့နင်းတို့အတွက်ငါပူပြီးတာတဲ့သူမပါဘူးသူ့ရေကလဲပင်ရောက်နေပြီဟိုကုန်းမုံကကလေးတွေကအဝေးကြီးလို့သေးတယ်နင်တို့အတွက်ငါပူပြီးတာနော်တဲ့သေကံนี่ကပူနေတာသေကံนี่ကဘာပူတော့သေကံဝေးတွေအတွက်ပူနေတာမှန်ရလားခင်ဗျားတို့အသက်ကြီးတဲ့လူကဘာနီးပြီတော့ဟိုခုမှကလေးတွေကဘာဝေးသေးတယ်အဲ့ဒါပူတော့ဘယ်သူအတွက်သွားပူနေတာငါတူးဖြေဗျာတော့သိုးကုန်ပြီအလုံးပြည့်တာကဲဒါဖြင့်ဒီနေ့ပြောလာခဲ့တဲ့တရားတွေဟာဒကမာကြီးတို့တဏှာကြီးကြော်သွားပြီဒီအချိန်လေးဟာခင်ဗျားတို့လူကျင်တာတွေအပူတွေပြောနေတာလိုအပ်တာတွေလေဟောနေတာနာသင့်မနာသင့်နာသင့်တယ်နော်ခင်ဗျားတို့က2 နာရီ3 နာရီဘုံလုံးမထားတန်းကြည့်တယ်လူအဲ့ဒါဒူလာပါတဲ့ဆွဲပြီးတော့ဒုက္ခရအောင်လုပ်ကြတာတကယ်ဥစ္စာကဲဒါမြင်ဖြေစမ်းအခုတရားနာနေတာဝါသနာပါလို့နားနေတာလားအကျိုးရှိလို့ထိုင်းနေတာဟိုဘလုံးမွဲထိုင်းနေတာကဟိုတောက်နေတာကအနေခန့်သွားနေတာကကျုပ်ကမေးကျင်တဲ့ဒကာကြီးတယောက်လေဟိုပသိမ်သွားတော့ငွေဆောင်ဘက်ရောက်တာသူတို့ဝါသနာပါလို့လာခဲ့တာတဲ့ပြောနေသေးခဲ့အသက်ဘယ်လောက်ရှိပြီလို့မေးရတယ်သေကံนี่ကဝါသနာမဖြတ်ချင်သေးဘူးတကယ်အကျိုးရှိတဲ့အလုပ်ကြတော့ညောင်းလို့ဘာဖြစ်လို့ဖြစ်မှဖြစ်ရလေဖုန်းကြီးမေးတာတော့မမေးစင်နဲ့ရှက်စရာနောက်မှာဘာလိုက်လာမလို့ဒါတော့မမေးနဲ့တော့မမေးနဲ့ငါမျက်လုံးနဲ့ငါနှီးတိုင်းiPad တွေ Facebook တွေကြည့်နေတာငါရှက်စရာတွေလားရှက်စရာမဟုတ်တာလားကိုကြည့်အဲ့ဒါရှက်စရာတွေခင်ဗျားတို့ကရိုးနေပြီလုံနေကျွတ်တို့ကအခုဂျာနေတော့မကြေအောင်ဖြစ်နေပြီရှက်စရာမရှိတဲ့ပုံလေးကြီးတဲ့ပြတဲ့လူကပြတယ်ကြည့်တဲ့လူကကြည့်တယ်အလုံးကျင်း납ပါလားမှန်ကောမှန်ရဲ့လားဒါဖြင့်ဒီနေ့ခင်ဗျားတို့ရှက်အကျိုးရှိတာလုံနော်ဝါသနာပါတာလျှော့ကြလားအလုံးပြည့်တဲ့ဘာကိုလျှော့ရမလဲအဲ့ဝါသနာပါလို့လှုပ်တဲ့အချိန်တွေကိုဘာရှိတဲ့အချိန်နဲ့သွန်းနိုင်မလို့ကျင်း납ပါလားအောင်မလေးဒီနေ့တရားတော့ထူးတယ်နော်မထူးဘူးလားကဲဒါဖြင့်ဒီနေ့ဘုန်းကြီးပြောပြီးသွားပြီပြဿနာပြီးတော့တန်တရာရောက်နေပြီလေနောက်ကတကတော်မတွေမမေ့နဲ့ဘယ်ရောက်လာမလို့တန်တရာရှည်တယ်တန်တရာတိုးတယ်တန်တရာပြတ်တယ်ရှည်အောင်လုပ်ရင်တိုးအောင်လုပ်ရင်ပြတ်အောင်လုပ်ရင်ဒါပေမဲ့ခင်ဗျားတို့ကပါဇက်ကတာဝိဘဝတူပြောတာပါဇက်ကခင်ဗျားတို့လုံနေတဲ့အလုပ်ကရှည်အောင်လုပ်နေတယ်ဒါပါပြောတာဒါပါပြောတော့ခင်ဗျားတို့မသိခင်ဗျားတို့ပါဇက်ကဝိဘဝတူဗျာနေကြောက်လုံးလို့ပါဇက်ကတော့တိုးခြင်းတယ်တရားနာသလားတရားအထုတ်သလားပါဇက်ကတိုးခြင်းတယ်တရားနာတာတရားထုတ်တာမလုပ်ဘူးဆိုရင်ရှည်အောင်လုပ်နေတာရှည်အောင်လုပ်တာကိုကျုပ်ဒီပြင်မူးယူနေတဲ့လူကျုပ်မပြောသေးဘူးကုသိုလ်လုပ်နေတဲ့ဘုရားတက္ကအကြောင်းတက္ကကြီးရှေ့အောင်လုပ်တာကျုပ်ပြောပြမယ်ဒီပြန်ကကိုမပြောသေးဘူးခင်ဗျားတို့ဘလောက်ရှေ့အောင်လုပ်လို့ရှေ့တာရှေ့အောင်လုပ်တာကအကြောင်းတရားရှေ့နေတာကအကျိုးတရားပဋိစ္စသမုပ္ပါစက်ဝိုင်းကိုမကြည့်နဲ့ခန္ဓာကိုကြည့်ပဋိစ္စသမုပ္ပါအကြောင်းနဲ့အကျိုးရှေ့အောင်လုပ်နေရှေ့မှာပဲရှေ့အောင်လုပ်တာကအကြောင်းတရားရှေ့နေတာကအကျိုးတရားအကြောင်းမကောင်းလို့သဘောပါမလားရှေ့အောင်လုပ်တယ်ဆိုတာဘာလို့နော်ကျုပ်ရှေ့အောင်လုပ်တာဘာတော့လို့သိမှတိုးအောင်လုပ်ပါရှေ့အောင်လုပ်တာဘာတော့ကြည့်ကျုပ်ပြောမယ်နားထောင်နောက်ဆုံးဘာတရားမှမနာဘူးဗျာအဲ့ဒါဘာလုပ်နာကဲအဲ့ဒါနောက်တစ်ခုပြောမယ်မလုပ်ကောင်းတာတွေလုပ်နေတယ်ဗျာရှေ့အောင်လုပ်တယ်ဘာတော့အပယ်ရောက်ချင်လို့နောက်တစ်ခုကျုပ်ပြောပြ
အလှကန်ဌာနတစ်ခုကိုကြုတ်ပြောပြအဲ့နဲ့လှူလိုက်တယ်အလှတကားတွေဂောဘကတွေကဘာအောင်တဲ့ဒီလိုလှူခဲ့တော့တဲ့ရေလိုအေးလိုပန်းလို့မွေးပါတဲ့ညောင်စေးလောက်လှူလို့ညောင်မင်းကြီးလောက်ကဲဘလောက်ဆိုးသွားညောင်စေးလောက်လှူပြီးလိုချင်တာညောင်မင်းကြီးတို့အဲ့ထဲနိဗ္ဗာန်မပါဘူးအဲ့ဒီညောင်မင်းကြီးလောက်ကဘာသစ္စာတွေလဲခမည်းတော်ပါဇက်မလို့ညောင်စေးလောက်လို့ညောင်မင်းကြီးလောက်လိုချင်တယ်ဆိုတော့ဒါတန်တရာရှေးအောင်ဆက်ချရတယ်နိဗ္ဗာန်မှရောက်သွားမယ်ဆိုပြတ်မှာခုတော့ညောင်စေးလောက်လို့ညောင်မင်းကြီးလောက်ခံစားဆန်စားခြင်းတယ်ဆိုတော့အဲ့ဒါဘေးကကြားတဲ့လူကတော့အိုးစူပြီးအတော်ကောင်းတယ်ကိုယ်သေးအောင်လုပ်နေတာဘယ်သူမှမသိဒါကြောင့်တန်တရာရှေးအောင်လုပ်တယ်ဆိုတာမသိတခါကြီးတွေတခါမကြီးတွေဘုရားရှိခိုးတာကြည့်ကျုပ်ဘုန်းကြီးเจ้าမှာကျုပ်တောင်းကလာမှနေတယ်တခါเจ้าရောက်ခါစားချီတော့เจ้าကရောက်ခါစားဘာမှမစောက်တော့အရှင်ဘုရားဘာလို့ခင်ဗျားတို့ဘာသာကြည့်ဟာဆရာတော့ရေကန်မရှိဘူးလားဟာရေကန်တော့ဒီမှာဟာရေကန်လူမေးဒါမှနောက်ဘဝအေးမှာဟောလှုပ်ပြီနောက်ဘဝတဲ့နောက်ဘဝဆိုတာနောက်ခန္ဓာမဟုတ်လားဖြည့်ဒီဘဝဆိုတာဘာသစ္စာတော့ဒါဖြင့်နောက်ဘဝနောက်ခန္ဓာလဲတန်တရာရှေ့သွားပြီနောက်ဘဝအေးအောင်လို့တဲ့လှူတာမှာရှေ့အောင်သွားလှူလိုက်တယ်တခါဘုရားရှိခိုးလည်းကြည်အောင်ဤကဲ့သို့လှူရတဲ့ကုသိုလ်ကဂရင်ဝါဆိုသင်္ကန်းလှူရတဲ့ကုသိုလ်ကံစေရနာတို့ကြောင့်ဒီသားဒီသမီးနဲ့နောက်ဘဝကျအတူတူတလုံးတစ်ဝါတွေရှုပ်လို့ဘယ်သူကဆူပေးထားမှမသိဘူးရှုပ်နေတာဘုရားရှိခိုးတာနည်းနည်းရှာရှည်တာများတယ်ဒါမိုးကုတ်ဆရာတော့ဓာတ်ရိုက်ဟောထားတာဘုရားရှိခိုးတာဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသံဃံပူဇေမိဘုရားရှိခိုးကများသလားမများပါဘူးရှာရှည်တာကများနေတာအဲ့ဒါတန်တရာရှည်တယ်ဆိုတာရှာရှည်လို့ပဲကျွတ်လို့လည်းခုမှသိခဲ့တယ်အဲ့ဒါမျက်နှာမြင်ချင်းကဘာကြီးနောက်ဘဝလူတွေမျက်လုံးကောင်းပါကြီးနောက်ဘဝကျတော့ရင်လူတာနောက်ဘဝကားစီအောင်လို့ဆိုတော့တန်တရာတွေကရှည်ရဲကုန်တော့ဒါကြောင့်အားလုံးပြည့်တဲ့ဖြည့်စံတတန်တရာလုံးမှာခင်ဗျားတို့တန်တရာတူခဲ့သလားပြတ်ခဲ့သလားရှည်ခဲ့သလားပဋိစ္စသမုပ္ပါအကြောင်းရှာလိုက်တော့ရှည်အောင်လုပ်ခဲ့လို့ရှည်နေတာအဲ့ဒါတန်တရာပဲဒါကြောင့်ဘာတရားမှမနာဘာဥပုမှမစောက်အကုသိုလ်တွေလုပ်ကုသိုလ်လုပ်ပြီးတော့နောက်ဘဝတွေဆူတောင်းအဲ့ဒါဘာရှည်အောင်လုပ်နေတာဒါလေးသိလိုက်ရတာဘလောက်ဟိုးတန်တော့အလုံးပြေတာနော်ကြည်စမ်းမြတ်စွာဘုရားကဘာပြောလို့ချစ်သားတို့တဲ့ဂယုစိုက်စမ်းချစ်သားတို့တန်တရာရှိတာငါဘုရားပြောမယ်ဟိုမှာကြည့်ညကြတော့မနေ့မိုးလင်းမှာသွားကျင်တယ်အလုတ်ကရှိတယ်ညကြအိတ်မပြောဘူးအဲ့ဒီအိတ်မပြောတဲ့လူဟာဘလို့ထင်တော့နာရီကြည့်လိုက်ငိုးကလည်းမလင်းနိုင်တော့ကွာငါလည်းသွားကျင်လာပြီဟိုလွတ်သွားရင်ဘယ်နဲ့လုံးတော့ဘယ်သူနဲ့ချင်းတာလား तू အိတ်မပြောရင်ဒီညကို तू ဘလို့ထင်တော့ဆိုတော့ညနဲ့ကွာရှည်တာညကရှည်တာမဟုတ်ဘူးကိုကဘာမပြောဖြစ်နေအိတ်မပြောတဲ့ညတွေဟာရှည်ကြပါတယ်တန်တရာရှည်တာဟောခြင်းလို့မြတ်စွာဘုရားကဟုတ်ရဲ့လားတန်တရာရှည်တာဟောခြင်းလို့အိမ်မပြောတဲ့စိတ်ရစညတွေဟာရှည်ကြတယ်လို့ပဲခံစားရတယ်တဲ့အိမ်မပြောဘူးနောက်တစ်ခုဟာဟဲ့မင်းဘယ်နဲ့ဒီမင်းငါဒီကနေဒီတောင်းကလာကိုရက်ွက်ကိုလာတယ်ဟိုသင်္ကန်းကျွန်းလောက်ကလာတယ်ဆိုရင်ခဏလေးရောက်အောင်ဆိုတော့တော်တော်ကြားနေဟဲ့မင်းဘာဖြစ်နေဒီအချိန်မရောက်သေးပါလားဟာလှုပ်ပါဘာဖြစ်နေဟိုကောင်မရောက်သေးဘူးဟာဘယ်လိုဖြစ်နေရတော့မေးကြည့်တော့ဟာတော်တော်နဲ့မရောက်တာဗျာဝေးလို့မဟုတ်ဘူးတဲ့ကျုပ်သွားရင်နဲ့ကျုပ်မျက်စိလဲသွားလို့ဗျာမျက်စိလဲသွားတော့ရောက်ချိန်တန်ရဲ့တန်းနဲ့ရောက်မလာတာဟာမျက်စိလဲလို့စိတ်ရစညဟာရှည်ကြတယ်ရောက်ချိန်တန်ရဲ့တန်းနဲ့မရောက်တာဟာမျက်စိလဲလို့ပဲအဲ့ဒီအခါတိတ်အရေးကြီးတယ်အလုံးပြေရောက်ချိန်တန်လို့ရောက်မလာတာမျက်စိလဲနဲ့ဟိုဟာကောင်းတို့ဟိုလူထင်းတို့ဟိုဟာလေးကဒီလိုရှောက်သွားနေရင်ကနေမျက်စိတွေကလဲတော့ရောက်ချိန်တန်ရောက်မလာတာအေးအလုံးနာထောက်အလုံးတရားနာပြိတ္တဘုရားအဆူဆူပွင့်ခဲ့ပြီနိဗ္ဗာန်ရောက်ဖို့အချိန်တန်ပြီဘယ်တော့မှမရောက်ခဲ့ဘူးမျက်စိလဲနေတယ်ခင်ဗျားတို့အလုံးပြိတ္တဖြေဘာလဲနေကြတယ်မကောင်းတာကိုမဟုတ်တာကိုအဲ့ဒါမျက်စိလဲနေတော့အဲ့လိုမျက်စိနေနေတော့နိဗ္ဗာန်ရောက်ချိန်ရတဲ့နဲ့ရောက်ချိန်တန်ရတဲ့နဲ့မျက်စိလဲလမ်းမှနေကဲဒီတလုံးတေချာမှတ်ဗျာတေချာမှတ်ကြဒါတွေကတကယ်အဖို့တန်တဲ့စကားတွေကိုယ့်အတွက်အကျိုးရှိတာအဲ့ဒါကြောင့်ဝ
ဝါသနာပါလို့နားထောင်ခဲ့တဲ့ဂွေပေါင်းနားများခဲ့လှအကျိုးရှိတဲ့တရားလေးအာယုံစိုက်ဘယ်တုံးကနာခဲ့မိလို့စဉ်းစားဝါသနာပါတဲ့ဂွေတွေကတော့ဒီမှာပုံးနေပြီဒါလေးကခေဟောင်းလေးဒါလေးကခေသေးလေးဟဲ့ဒါလေးကနိုင်ငံခြားဟဲ့ဒါလေးကဘယ်ဘောလုံးကဘယ်လိုတဲ့ဝါသနာပါတဲ့အလုပ်တွေကများခဲ့လှအကျိုးရှိတဲ့အလုပ်ကိုမလုပ်ခဲ့ကဲညာပေါင်းများစွာစဉ်းစားလိုက်စမ်းအသက်50-60ရှိတယ်ဒီလိုညာပေါင်းများစွာမှာဒီတရားမျိုးကိုမကြားခဲ့ရဘူးမဟုတ်တာနဲ့အချိန်ကုန်ခဲ့ရှေ့ဘယ်လိုနေမလို့မင်းဝါသနာပါတာလျှော့လိုက်ဘယ်နောက်ကိုလိုက်အကျိုးရှိတာဟုတ်လားမှန်ရဲ့လားအားလုံးပြည့်တဲ့ကျင့်နေပလားကဲဒါဖြင့်ဖြေကြအားလုံးပြည့်တဲ့အိမ်မပြောတဲ့ညဟာပါတော့ရောက်ချိန်တိုင်းတဲ့နဲ့ရောက်မလာတာမျက်စိလဲနဲ့ရောက်ချိန်တန်းဒီမှာလဲရောက်ချိန်တဲ့နိဗ္ဗာန်ဟာရောက်ချိန်တန်ခဲ့တာကြာခဲ့လာပြီခုအထိမြတ်စွာဘုရားစောင့်နေငါလူတွေငါတကာတွေဘယ်နဲ့ကြောင့်မရောက်သေးပါလဲဟိုသုတ်တန်နဲ့ပတ်ချာမသာတော်ထဲမှာမျောနေကြရောက်ချိန်တန်တဲ့နိဗ္ဗာန်မရောက်ခဲ့မျက်စိကလဲနေတယ်မဟုတ်တာဟုတ်ထင်တယ်မကောင်းတာအကောင်းထင်တယ်တရားနာမှမအားသေးဘူးဟိုဟာပြောစရာကောင်းတဲ့ငွေရှိမှဘယ်သွားမှအဲ့ဒါမျက်စိလဲနေတာမြတ်စွာဘုရားမျက်စိမလားမင်းတို့ဘာတွေပြောကွာခန္ဓာမှရရင်ဘာသစ္စာလဲတော့သို့တော်ခင်ဗျားတို့ကဒုက္ခသစ္စာသိသလားချမ်းသာတယ်လို့ထင်နေတာလားဖြေစမ်းအဲ့ဒါဘာဖြစ်နေတာမျက်စိလဲနေပြီ30ပုံမှာလဲနေပြီဟိုဟာကောင်းတို့ဒီဟာကောင်းတို့သူတို့လိုဖြစ်ရင်ကောင်းပါပဲငါတို့ဘဝနည်းနည်းဆင်းရဲတယ်နောက်ဘဝကျသူတို့လိုချမ်းသာသူတို့ကမသာဖြစ်မှာအဲ့မသာဖြစ်မှာမသိဘူးအဲ့ဒါဘာလဲနေတာမျက်စိလဲတဲ့ပုဂ္ဂိုလ်ကသူများပြောတာနားမထောင်ထက်လဲအောင်မှာပေါ့ဒီမှာလဲငကိုကမျက်စိလဲလို့30ပုံကျင်းတယ်မြတ်စွာဘုရားတရားဟောတာထပ်မနိုင်လဲတဲ့လဲသွားအောင်မှာပဲကဲကျင်းနဲ့ဗလားဒါကြောင့်မလို့ဖြေပါစိတ်ရစညဟာရှိကြတယ်ရောက်ချိန်တန်လို့ရောက်မလာတာအဲ့ဒါပြီးတော့မှတန်တရာရှိတယ်ဆိုတာတတ္တမံအဝိဇာဏတံယခုဟောကြားအပ်သောတရားတွေမနာတော့ဘူးဆိုရင်တရားကိုနားမလဲသွားရင်ဒီပုဂ္ဂိုလ်ကလည်းတန်တရာရှိပြီဒါဆိုရင်အလုံးပြည့်တဲ့ကိုအကြောင်းကိုကြည်ပြီးတော့ဝါခမဆရာတော်ဒီနေ့ပြောခဲ့တာတွေဟာငါအတွက်တော့တကယ်အကျိုးရှိတာဟေးအလုံးပြည့်တဲ့တလုံးလေးများအချင်းကြီးပါရဲ့လားဘုန်းကြီးကူပြောနေတဲ့အထဲမှာခမရတို့နဲ့မကြိုက်တာလေးတလုံးပါလားအပိုလေးတလုံးပါလားတလုံးမှမပါဘူးတကယ်လူတာလေးတကယ်ဟောတာအသက်ကြီးရင်သိလာလိမ့်သေကံနေရင်သိလာလိမ့်သဘောပါကြပါဒါကြောင့်ဓမ္မစရိဒုက္ခဝံချမ်းသာကိုဆောင်ဆွမ်းနိုင်သောဓမ္မတရားတော်တွေသူနာထနာကြကုန်လော့စရိယာကောင်းစွာမသွေကျင့်ကြံကြိုးကုပ်အာထုတ်တော်မူနိုင်ကြပါစေကုန်သတည်းအလုံးပြည့်တတ်တို့ကျင်းနေကြပါလား15မိနစ်လောက်တော့ဘုန်းကြီးဆက်အတိပေးဦးမယ်နော်တနာယူခွဲပေးလိုက်မယ်နော်ကဲပြောခဲ့ပြီးသားတွေတော့အရေးကြီးတယ်နောက်တစ်ခုပြောကြအောင်စို့အလုံးပြည့်တတ်ချုပ်ပြောမယ်နော်ဘာအလုပ်ပဲလုပ်ကောင်းတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေအသာထားပရာဟိတအလုပ်နိုင်ငံတော်အုပ်ချုပ်ဘုန်းကြီးဝဲကိုလုပ်တဲ့အလုပ်ကိုကုသိုလ်ကောင်းမှုတရားနာတယ်ဘာလုပ်တော့ရက်ွက်လုပ်တော့ဟန်ဆောင်လုပ်တာနဲ့တကယ်လုပ်တာဘယ်ဟာကောင်းသီလဆောင်ရင်တကယ်ဆောင်ရမယ်တရားနာရင်ဟောဟာဝါကမဆရာတော်ဗျာတရားတော့တကယ်နာတာပေါ့ခင်ဗျားတို့ဟန်ဆောင်နာတာတွေမြင်မမြင်မဲရုပ်ရှင်ဇာတ်ကားတွေမှာကြုတ်ကြည့်ဘူးတယ်အကယ်ဒမီဆုရတယ်တချို့အမေကူးဆိုင်တဲ့အခန်းတွေပါတယ်ဆွန့်ကတ်တဲ့အခန်းတွေပါတယ်သီလရှင်ဝတ်တဲ့အခန်းတွေရောပါတယ်မဟုတ်လားအဲ့ဒီသီလရှင်ဝတ်လို့ဗရီးကင်စိတ်နေတာတကယ်စိတ်တာလားဘာတော့အနုပညာတယုတ်ဆောင်နေတာတကယ်မဟုတ်ဘူးအဲ့ဒါခင်ဗျားတို့နားလည်ဖို့လိုတယ်သူသီလရှင်ဝတ်နေတဲ့ကြာနာနေတဲ့ဗရီးကင်ထားတဲ့အညိုရောင်ဝတ်ခိုင်းထားတယ်ဘုံကြီးဝတ်တဲ့ဆွန့်ကတ်တဲ့ချင်းအမေကူးဆိုင်တဲ့ဒါတွေကအနုပညာတွေကတယုတ်ဆောင်တာတကယ်လောက်တာမဟုတ်တကယ်လုံးမှတကယ်ရမှာအဲ့ဒီလိုပဲတဲ့အနုပညာရှင်များဟာအကယ်ဒမီဆွေစဉ်ရုပ်ထုကိုရကျင်စောနေတကယ်လုံနေတာလားတယုတ်ဆောင်နေတာတယုတ်ဆောင်နေတာအဲ့ဒီလိုဖြစ်မှာစိုးတယ်ခင်ဗျာဟောဒီတရားနာပိသက်လည်းပဲဘုန်းကြီးကအစတကယ်သီလတကယ်မေတ္တာတကယ်ကုသိုလ်ဟုတ်ကဲ့လားလို့တွေးရငါတယုတ်ဆောင်နေတာတွေးရမယ်ကျုပ်ကတော့ကျုပ်ကိုတွေးခဲ့မိတယ်
ငါသာသနာတော်နေတာဝါခင်မှာဘုန်းကြီးနေခဲ့တယ်ပလင်မော်မှာပဲကျုပ်တကားတော်မှတွေ့ရတယ်ကျုပ်เจ้าမှာကျုပ်တပါးနဲ့နေတာမတွေ့ရဘူးဒါပြီးမဲ့လို့ငါဟာသူတို့ထင်တယ်လို့သာသနာတော်မှာကောင်းကောင်းနေရလားတကားတကမတွေကြီးညိုအောင်ငါဆောင်းနေသလားငါတရုပ်ဆောင်နေသလားလို့ကိုပြန်ကြည့်လိုက်တဲ့အခါမှာကျုပ်ဟာတကယ်မနေနိုင်ဘဲနဲ့နေခဲ့ရတဲ့အချိန်တွေကျုပ်မှာရှိပါတယ်ဟန်ဆောင်နေခဲ့တာနောက်ဆုံးဘိုက်စားတယ်ညစာစားတယ်စာတင်သားတို့ကလည်းစာတင်နေလို့ဆိုစားခဲ့တယ်အသက်ကြီးတော့လဲကျမ်းမာရေးမကောင်းလို့ဆိုစားခဲ့မိတယ်စားတဲ့အချိန်မှာကြောင်းတကာလာတော့ချက်ချင်းဖုံးရတယ်ဖိရတယ်နောက်သူပြန်ထွက်သွားပြန်စားတယ်ဒါတရုပ်ဆောင်နေတာတကယ်သာသနာနေတာမဟုတ်ခမည်းတော်လည်းပဲပါဏာတိပါဒဝေရမဏိ၅ပါးသီလမတတ်ပါဘူးတကယ်မတတ်ဖြစ်နေရလားကိုပြန်ကြည့်ညာတို့တရုပ်ဆောင်နေတာဟန်ဆောင်နေကြတာတကယ်လောက်တာမဟုတ်အားလုံးကျင့်နေပါလားကိုစဉ်းစားမိရလားအခုတရားနာလိုက်တာဒီဒကာတော်မတို့မလိုအပ်တာကိုသိသွားတယ်လားလိုအပ်တာတွေလေးသိသွားတယ်အဲ့ဒါတရားနာလိုက်လို့ပေါ့ငါကိုသိနေတို့ခင်ဗျားတို့ဒီရက်ကွက်မှာတရားဖို့မလို့ဘာလို့ကွာရှုပ်ပါပြီဆိုရင်ဒီအသည့်တွေသွားပြီမသွားဘူးလားဒါကြောင့်အလုံးပြေတရုပ်ဆောင်တော့မကောင်းညာနဲ့တော့တကယ်လောက်ကြအခုကတော်တော်များများကတရုပ်ဆောင်နေကြတယ်ဘုရားကောဘကတွေပဲကြည်လဲတရုပ်ဆောင်သွားကြည့်ဒီဘီကောဘကမဟုတ်တာနေလို့ပြောတော့ကောဘကကြီးပဲတချို့ယောဂီတွေဟန်ဆောင်နေကြတယ်ငါဒီမုတ်ချတရားမဲသိမညံထိုင်တွင်းမှာရောင်းအထုပ်ပါမဲ့စကားမပြောပါနဲ့ဆိုမပြောမဟုတ်ဘူးဆူးညံပွဲလှုပ်ချင်လှုပ်ယောဂီတွေလည်းတရုပ်ဆောင်နေတာပဲနောက်ဆုံးပဲဗုဒ္ဓဘာသာ၅ပါးသီလပါဆိုတော့ဘာနာတိပါဒဝေရမဏိဘုန်းကြီးစီတော့ဝေရမဏိနောက်ကြလှုပ်ချင်လှုပ်တာပဲတရုပ်ဆောင်နေကြကျုပ်လည်းတရုပ်ဆောင်လို့တခါလေသာသနာတော်မှာနေလို့တော့မင်းတန်သေးလားမင်းတကားတော်မတွေကမင်းဝါခမဘုန်းကြီးကြီးညိုနေမင်းဟာသာသနာနဲ့တန်ရဲ့လားမတန်မင်းထွက်မင်းတရုပ်ဆောင်မနေနဲ့ပြောရတယ်ကိုဆုံးပါဟုတ်ဘူးလားအလုံးပြည့်တာအဲ့ဒါပါပဲလောကကြီးမှာတရုပ်ဆောင်နေတယ်များတယ်အသွင်တရံကောင်းအောင်လုပ်နေကြတယ်အတွင်းကတော့အတွင်းဘုတ်တွေကများတယ်အသွင်တရံကတော့လုပ်နေကြတာပဲဒါကြောင့်ရုပ်ရှင်မင်းသမီးအမှုပညာတရုပ်ဆောင်တာပဲတကယ်လုပ်တာမဟုတ်ဒီမှာတရားနာတာကြတော့တကယ်နာနေတာတွေ့ရတယ်အလုံးပြည့်တာကိုတရုပ်ဆောင်နေတာလားတကယ်နာနေတာတကယ်နိုင်တော့တကယ်နိဗ္ဗာန်ရမှာပဲအဲကြောင့်ဒီနေ့ဘုန်းကြီးပြောခဲ့တာဏိဂုံးတပတ်ဆုံးတတ်ဖို့တော်တော်ကတ်သွားပြီဘုန်းကြီးပြောချင်တာလေးတွေကတ်ပြီးတော့ပြောခွင့်လေးတစ်ခုထပ်ပြောတော့မယ်ဂယုစိုက်နားထောင်နော်ဂယုစိုက်နားထောင်ပြဿနာနဲ့တန်ត្រာရဲ့ဏိဂုံးပိုင်းမှာဗကံမဟုတ်တလို့အကျုပ်သွားတရားဟောတော့ဆိုင်ကယ်တိုက်လို့သေးကြတယ်နေပြည်တော်လမ်းမှာလည်းကားတိုက်လို့သေးတယ်တရားကြီးဘောကမှောက်ကြတာလည်းတွေ့ရတယ်ကြည့်လိုက်တော့သေးတယ်လူအသေးခြင်းလို့သေးရလားမသေးခြင်းမဲနဲ့သေးသွားမေးတာအကြောင်းရှိတယ်ဖြေနော်လာလိမ့်မယ်အကြောင်းလာလိမ့်သေခြင်းလို့သေတာလားမသေခြင်းပဲသေသွားတာအဲ့ဒါလာလိမ့်မယ်ဖြေဟာရောမင်းဆိုင်ကကွာမင်းမမြင်ဘူးလားအုတ်တိုင်းကြီးတိုက်တာဟိုတယောက်ကတစ်ပင်သွားတိုက်တယ်ဟိုတယောက်ကဂုံးကျော်တရားကြီးကိုဂုံးဆိုပြုတ်အဲ့လူတွေသူတို့ရှေ့မှာဂုံးကျော်တရားကြီးမမြင်ဘူးလားဆိုင်ကသမားတစ်ပင်ကြီးမမြင်ဘူးလားမြင်နေခွေးမဟုတ်ဘူးဟဲ့ကောင်ဘာလို့မင်းတိုက်လိုက်တာတော့မသေးခြင်းပဲသေသွားပြီဟောမှာတိုက်သွားတယ်ဘာဖြစ်လို့တိုက်တာတော့ပဋိစ္စသမုပ္ပါအကြောင်းရှာစမ်းအကြောင်းမှန်ကိုတွေ့မှအကျိုးမှန်ရမှာနော်ယဟန်တန်ကံမကောင်းလို့သေသွားပါတယ်မလုံနဲ့ဒါမျိုးမရတော့ဘူးအကြောင်းကိုတိတိကျကျသိရဒီကောင်ဘာလို့တိုက်သွားဒီကောင်ဘာလို့မသေးခြင်းပဲသိတာပဋိစ္စသမုပ္ပါအကြောင်းကိုရှာတော့အလုံးပြည့်တဲ့ဘုန်းကြီးပဲပြောလိုက်မယ်ဟဲ့မင်းသိပင်ကြီးမြင်မလားမြင်တယ်ဗျာဟိုလူတရားကြီးရောမမြင်ဘူးလားနေပြီးတော့လမ်းကြီးမြင်တယ်ဗျာမြင်တဲ့နဲ့မင်းတို့ဘာလို့လှုပ်တာလဲဟိုမှာမသေးခြင်းပဲသေကုန်ပြီတလုံးနဲ့ပါအလုံးပြည့်တဲ့အရှိန်မထိန်နိုင်လို့တဲ့ပြီးသွားပြီဟုတ်သလားဖြေစမ်းမှာပါတယ်တော့အရှိန်မထိန်နိုင်လို့အဲ့ဒါတရားပဲအဲ့တော့ဒီကလေးဒီကားသမားဟာဒီမသမားအရှိန်မထိန်နိုင်လို့တိုက်တော့မသေးခြင်းပဲသေသွားတာအကြောင်းရှာလိုက်တော့အရှိန်ကိုမထိန်နိုင်ဥဒရင်းကြီးမြင်နေတာတိုက်ရင်သေတော့မယ်မကောင်းဘူးအရှိန်မထိန်နိုင်တော့မကောင်းတာတိုက်သွားတယ်အရှိန်မထိန်နိုင်တဲ့လူဟာမသေးခြင်းပဲကဲကိုအကြောင်းကိုပြန်စဉ်းစားဟောဒီတရားနာပြိတ္တကြီးဟာဘဝတိုင်းကသေခြင်းလို့သေခဲ့တာလားမသေခြင်းပဲနဲ့သေခဲ့ရတာခုရောခုလေသေခြင်းဘူးဒါပေမဲ့ခင်ဗျားတို့သေရမှာအဲ့ဒါနဲ့ခုနကဆိုင်ကယ်တိုက်တာနဲ့အကြောင်းရှာတာ
ဒါအားလုံးပြည့်တတ်ကအမှုမဲ့အမှတ်မဲ့အမှုနဲ့အမှတ်မဲ့အမှတ်နဲ့အမှတ်မဲ့အမှတ်နဲ့ကြားတယ်နော်အမှတ်မဲ့ပြီးတော့ခင်ဗျားတို့ကဘယ်လိုနေကြတော့အမှတ်ကားတိုက်တယ်ဘာဖြစ်လို့ဆိုင်ကတက်တော့ဘာဖြစ်လို့အမှတ်မဲ့နေတယ်အမှတ်နဲ့ကြည့်စမ်းသူလည်းမသေးခြင်းမဲ့နဲ့ကိုရောမသေးခြင်းမဲ့နဲ့တူတူဖြစ်နေပြီအเจ้าကတူးနေပြီသူလည်းအရှိန်မထိန်နိုင်လို့တိုက်ပြီးတော့သေတယ်လို့မသေးခြင်းမဲ့နဲ့သူလို့ကိုလည်းအရှိန်မထိန်နိုင်ဘာအရှိန်တို့ဟိုကဆက်အရှိန်ကိုကစိတ်မိမိစိတ်ကိုမိမိအရှိန်မထိန်နိုင်ဥပုပ်မစောင့်နိုင်ဘူးပျော်ခြင်းသေးတယ်ဟာစိတ်အရှိန်ထိန်မပျော်ရမနေနိုင်ဘူးစိတ်အရှိန်မထိန်နိုင်တော့ဒုက္ခရောက်တယ်အလုံးပြည့်တတ်အပယ်မသွားခြင်းမဲ့နဲ့သွားခဲ့ရတာစိတ်ဤအရှိန်ကိုမထိန်နိုင်မတော့ရမနေနိုင်တာဒါပဲမပျော်ရမနေနိုင်တာစိတ်အရှိန်ခင်ဗျားတို့မထိန်နိုင်တော့ဒုက္ခတွေရောက်ကုန်ပြီရှေ့ကိုသေခြင်းသေးရင်ခင်ဗျားတို့စိတ်အရှိန်တွေမထိန်နိုင်နဲ့လှုပ်ချင်တာလှုပ်ကြများသောဗမာပြည်ပြည်လုံးခြုံကြရင်ရန်ကုန်မြို့ဆိုတာစိတ်ရဲ့အရှိန်ကိုမထိန်နိုင်တဲ့ထိုးကြဆွကြယူကြကကြခုံညအရှက်မရှိကြဒါစိတ်အရှိန်ကိုမထိန်နိုင်တော့ကိုယ့်အသက်ကိုယ့်ရွယ်ဘယ်ရောက်လို့ရောမှမသိအရှိန်မထိန်နိုင်ကြအရှိန်မထိန်နိုင်တော့မသေးခြင်းလဲမအိုခြင်းလဲမနာခြင်းလဲဒါကြောင့်စိတ်တံဂုတ်တံသူကဝဟံစိတ်တံမိမိစိတ်ကိုဂုတ်တံအရှိန်ကိုတတ်ပြီးတော့မှထိန်နိုင်ခြင်းသည်သူကဝဟံနိဗ္ဗာန်ကိုရောက်နိုင်ပါတယ်လို့အာငါဖျားတိဝရမိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအလုံးပြေသာဝါကမဘုန်းကြီးနားလည်အောင်ပြောဟိုက်ထဲမှာအမျိုးသားတွေအများကြီးပါတယ်သာသနာတော်မှာနေရတာမချမ်းသာဘူးလားမဝင့်နိုင်ကြတဲ့အမျိုးသားတွေဟာစိတ်ဤအရှိန်ကိုထိန်နိုင်ဘူးမြင်ပြောခြင်းညပြောခြင်းတာထိန်လို့မရဖြစ်တောက်ချင်ညကိုယ့်အရွယ်နဲ့မတန်တဲ့နေရာတွေသွားချင်ညအဲ့ဒါမိမိစိတ်ကိုမိမိမထိန်နိုင်ဘူးဆိုင်ကယ်သမားလိုပဲဂျွန်းတွန်းပေါက်ကုန်ကြကြခမည်းတော်စိတ်မှာအထိတ်မပါဘူးပရိမပါတဲ့ကားလိုဖြစ်စိတ်ကအမှန်တော့ကောင်းတယ်နောက်ကအရှိန်တွေကလောဘတွန်းချလိုက်ဒေါသချလိုက်ပါလားအခုတို့လောကတကြီးမအောင်ဖုန်းကြီးတွေ့လို့ပါသူကထောင်ကထွက်လာတာတဲ့အရှင်ဘုရားဘယ်နှစ်ကြာခဲ့လို့လူပါသူကဖုန်းကြီးဘက်တော့ဒီပြီးတော့အိမ်အောင်ကြသားလေးနဲ့သမီးလေးနဲ့မကြခင်အိမ်အောင်ကြပြီးထောင်ကျသွားတယ်တဲ့အိမ်အောင်ကြပြီးထောင်ကျတယ်အိမ်အောင်ကြတယ်ဆိုကြတဲ့ဖြည့်စမ်းအိမ်အောင်ကြတယ်လဲဘာကြီးအရှိန်ကိုမနိုင်လို့ထောင်ကျသွားတာဟောခင်ဗျားတို့မှလည်းစိတ်ပါတယ်နော်အရှိန်ကိုထိမထိန်ခင်ဗျားတို့ဒုက္ခရောက်အိမ်အောင်ကြတယ်ဆိုကြတဲ့စိတ်အရှိန်ကိုမထိန်နိုင်ဘူးသာသနာတော်မှာလည်းယဟန်တော်တွေစိတ်အရှိန်ကိုထိန်နိုင်လို့သာသနာတော်မှာနေလို့ရတာစိတ်အရှိန်မထိန်နိုင်လူထွက်ပဲထွက်လက်ထွက်ရတာပဲစိတ်မှမနိုင်ဘူးလူကိုဒုက္ခပေးနေတာစိတ်နောက်ကအရှိန်နောက်ကတွန်းတာစိတ်ကရှေ့ကနောက်ကလောဘဒေါသတွန်းတာတောက်တဲ့စီသွားခိုင်းတယ်အဲ့တော့ခုနကတစ်ပေါင်း30ထောင်ကျသွားတယ်ဘာဖြစ်လို့တပည့်တော်မခိုးဘူးတဲ့တောက်လည်းမတောက်ဘူးတဲ့ဟိုဘက်ရံမျိုးသူမျိုးခိုးတယ်လို့တောက်တယ်လို့ဆွဆွဲတယ်တဲ့ဖြတ်ဆိုဓာတ်ကင်ခုတ်လိုက်တယ်သွားတယ်ထောင်ထဲမှာ30သားသမီးတွေအကုန်ဘဝပြတ်သွားအဲ့ဒါဘာကြီးအရှိန်ကိုမထိန်တာခမည်းတော်လည်းစိတ်အရှိန်ကိုမထိန်ရဘူးခမည်းတော်လှုပ်ချင်တိုင်းလှုပ်နေကြလှုပ်ချင်တယ်သူလှုပ်လိုက်တာပဲစိတ်အရှိန်ကိုမထိန်ဘူးစိတ်အရှိန်ထိန်မှုဆိုတာမြတ်စွာဘုရားဟောကြားအပ်သောတတိပဋ္ဌာန်တရားတွေဒီသားလေစိတ်ကိုထိန်တယ်အခုအလုံးပြည့်တဲ့စိတ်အရှိန်ကိုနိုင်တာတရားကြောင့်မဟုတ်လားအခုကြည်သားငြိမ်းနေတာပဲအိတ်နေတဲ့လူတယောက်မှမပါပီတိတွေဖြစ်ကြတယ်ကဲအဲ့ဒါဘာကြီးအရှိန်ကိုထိန်ထားလဲကိုယ်စိတ်နဲ့ကိုယ်ထိန်တယ်လားဓမ္မကထိန်ထားတာစိတ်အရှိန်ကိုထိန်မှသာတက်တာမှာပေါ့ခမည်းတော်ပြေးကျင်တယ်ပြေးတော့ဒါကြောင့်ဟန္တာဝရီဆရာတော်ဥက္ကဏမဆိုစံအလုံးပြည့်တဲ့ဆိုနန်လိမာမယုတ်သက်သာမီနန်ဆိုတာစိတ်နော်မိမိတို့စိတ်ကလေးထိန်းနိုင်ကြောင်းနိုင်လိမာမခမည်းတော်ယုတ်ဟာနှုတ်မဝင်တော့ခမည်းတော်ယုတ်တွေဟာလူသားတွေကြည့်ရတယ်အလွန်ပူလောင်တယ်အိုးစားတယ်ဒီနေ့ထိုင်ဝမ်တက္ကသိုလ်မှာဘုန်းကြီးဆန်ရောက်လာဘုန်းကြီးထိုင်ဝမ်မှာတွေ့ရတယ်ဒီနေ့ဟာပူလောင်လိုက်တာသူ့ကြည့်ရတယ်လာလဲပြောတော့သူ့အကြောင်းတွေအကုန်သိရတယ်ဩစိတ်ကိုမနေတော့မထိန်နိုင်တော့ဒီလိုဖြစ်တာပဲသူမျက်ရည်တုတ်တုတ်ကြတယ်ဘုန်းကြီးဟောပေးတယ်
စိတ်လိမ္မာမှရုပ်သက်သားမည်နာမ်လိမ္မာမှရုပ်သက်သားမည်နာမ်မလိမ္မာရုပ်နာလိမ့်မည်ခင်ဗျားတို့ခန္ဓာကိုယ်ကြီးနားနေတာစိတ်ဆိုတဲ့နာမ်မလိမ္မာဘူးနာမ်မအေးရုပ်ခွေးဖြစ်လိမ့်မည်ခွေးတုံးမာကြီးတောင်သွားမြောက်သွားခင်ဗျားတို့လည်းစိတ်မအေးတော့တောင်ပြေးမြောက်ပြေးနေရမှာရုပ်ဟာမသက်တာဒါကြောင့်စိတ်ကိုထိမ့်မှာရိုးထိမ့်မလားတတိနဲ့ထိမ့်မှာတတ်ချင်တဲ့တတိတရားမနာခြင်းမှုတတိမထိမ့်နိုင်မဲနဲ့တွားရင်တော့ခင်ဗျားတို့အရှိန်မနိုင်တဲ့စိုက်ကတိုင်မဲအစိမ့်မနိုင်တဲ့ဆိုင်ကတိုင်မဲအစိမ့်မနိုင်တဲ့ကာသမာဂျွန်းထိုးကြမယ်အဲ့တော့တန်တရာမှာအပေချောက်အိုချောက်နာချောက်တေချောက်နေပြည်တော်လမ်းမှာကြောက်ထဲကြတယ်တခါပဲသေးမှာအိုချောက်ခင်ဗျားတို့ကကြားနာနေပြည်တော်ကကြောက်ကိုကြားတာမဟုတ်အိုချောက်ထဲကြားတယ်အဲ့ဒါဘာလို့မနိုင်ခဲ့လို့တရားမနာနိုင်တာဥပုပ်မစောင့်နိုင်တာဟိုဘက်ကိုဆွဲတာတွေတားလို့မရဘူးအဲ့ဒါပါပဲအဲ့တော့အားလုံးပဲဒီနေ့ပြောခဲ့တာတွေအားလုံးစုံပါပြီလို့အားလုံးပြည့်တတ်ကိုဒီနေ့စိတ်ကိုနိုင်အောင်ထိမ့်ပါဒါပဲဘုန်းကြီးပြောချင်တာမြောင်များစွာရှိ냐သလဲဒီမြပဲရက်တာကောင်းတဲ့အားလုံးပြည့်တတ်တအားပြောရင်လည်းအကုန်လုံးမမှန်မိမှဆိုရတယ်နော်မမမီလည်းဒီတိတ်ကိုယ်တွေပူဇော်ပြီးနာကြတိတ်ကိုယ်ပူဇော်ကြဘုန်းကြီးဓမ္မပူဇာလှူတာမလို့ဒါတွေအရေးမကြီးဘုန်းကြီးကဓမ္မဂရိကလည်းဖြစ်လဲဆိုင်သားလည်းမဟုတ်ဘူးကျောင်းဆောင်လည်းမဟုတ်အားလုံးပြည့်စုံတဲ့ဘုန်းကြီးလှူဖို့ငွေတိကမထားနဲ့တရားကိုယ်တွေပူဇော်ကြတရားနာနိုင်အောင်တရားတွေဖြန့်ချီကြဒီတရားတွေမိအတွက်ဝါသနာပါတဲ့တရားတွေလားအကျိုးရှိတဲ့တရားတွေလားအကျိုးရှိအောင်လုပ်ကြဒါကြောင့်ဒီနေ့ဘဝနဲ့တန်ត្រာနဲ့ပြဿနာအားလုံးဖြေစံတရားလည်းပြီးတော့မယ်ကဲဖြေတဲ့တန်ត្រာဘယ်နှမျိုးနှစ်မျိုးဘာနဲ့ပါတော့အများပြဿနာကိုပြဿနာမမေ့နဲ့တန်ត្រာဘယ်နှမျိုးအများပြဿနာနဲ့စာဝတ်နေကအိုနာသေးကအပေသွားရမှာကကိုပြဿနာရှင်းရမယ်နော်တန်ត្រာရှိတယ်တန်ត្រာတူတယ်တန်ត្រာပြတ်တယ်ဆိုတာတန်ត្រာဆိုတာအိုခြင်းနာခြင်းသေခြင်းတွေမပြတ်ခံနေရတာတန်ត្រာရှေ့အောင်လုပ်တာပါတော့တရားမနာအားသေးဘူးဆိုတာသူ့ကိုယ်သူဘာရှေ့အောင်လုပ်တာဥပုပ်မစောင့်နိုင်သေးဘူးဆိုတာဟောမေတ္တာမဖို့နိုင်ဘူးဆိုတာဟောတရားမထုတ်နိုင်ဘူးဆိုတာဟောတန်ត្រာရှေ့အောင်လုပ်ပါတယ်လူဘဝအချိန်ချင်းတောင်းနေတာလေတန်ត្រာရှေ့အောင်လုပ်နေတာဘလောက်ကြောက်စရာကောင်းကဲအဲ့ဒါတန်ត្រာပဲတရားတွေနဲ့တရားတွေအားထုတ်လိုက်လို့သောတာပတ္တိမဲ့ကြသွားရင်ဝိသကလို့ခုနှစ်ဘဝဘုံစင်စံခုနှစ်ကြိမ်ပဲသေရတော့မယ်တရားမနာတရားမထုတ်တော့ကအချိန်ချင်းသေခဲ့ရတယ်အချိန်ချင်းကတန်ត្រာရှိတာခုနှစ်ကြိမ်ပဲသေရတော့မယ်ဆိုတန်ត្រာတိုးသွားပြီအချိန်ချင်းကနေခုနှစ်ကြိမ်ပဲရှိတော့တယ်အဲ့ဒီကနေဆက်အားထုတ်လိုက်လို့ဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးလို့ယဟန္တာဖြစ်သွားရင်တစ်ကြိမ်ပဲသေရမယ်တန်ត្រာပြတ်သွားပြီအဲ့ဒါခုချိန်မြန်မြန်လှုပ်ချင်လို့မလှုပ်လို့ရတာခင်ဗျားတို့ဒီဘဝကလွဲသွားလို့ဒီဘဝမျိုးပြန်မရောက်တော့ဘဲနဲ့ငရဲသိဆန်ရက်ပြစ်ရှင်ပါတဲ့ပါသွားရင်ခင်ဗျားတို့နာကျင်တဲ့တရားလည်းနာလို့မရတော့ဘူးဝါသနာပါတာတွေနဲ့ပဲအချိန်ကုန်သွားတော့မှာပဲကဲအားလုံးကျင့်တတ်ကြပါဒါဖြင့်ဒီနေ့ဟောကြားအပ်သောတရားသည်ပြဿနာနဲ့တန်ត្រာလို့မှတ်လိုက်အားလုံးပြည့်တာဘာတရားတဲ့မှတ်ထားနော်ဘာတရားတဲ့တော့ဖြေစမ်းမှာပြဿနာကဘယ်နှမျိုးတဲ့ဘာတဲ့တော့အများပြဿနာတရားနာနေတာဘ ᱹ ပြဿနာတော့တရားမနာတဲ့ပုဂ္ဂိုလ်ကဘ ᱹ ပြဿနာသွားရှင်းနေတာရှင်းတာကအများပြဿနာတွေးရမှာကမှတ်မိပါလားဓမ္မကြီးတွေဥပုပ်မဆောင်နိုင်သူတို့သမီးတွေသားတွေတဲ့ရုပ်နဲ့ရှောက်သွားပြီးတော့သူတို့အတွက်အများပြဿနာရှင်းပြီးတော့တကယ်တွေးရမှာဘ ᱹ ပြဿနာတရားနာထားကြနော်ဒါချင်းအင်္ဂုလိမာလာကြီးလက်ချောင်းတွေဖြတ်ပြီးတော့ပြဿနာအများပြဿနာတရားနာလိုက်တော့ကိုပြဿနာကိုရှင်းတော့ယဟန္တာဖြစ်မသွားဘူးလားဒါဖြင့်ကိုပြဿနာဘ ᱹ ရှင်းမလို့အများပြဿနာတော့ကိုမရှင်းလေသူများရှင်းပါလိမ့်မယ်တိတ်မပူပါနဲ့မှန်ရဲ့လားဒါချင်းဒီနေ့ဝါကောမဆရာတော်ဟောကြားအပ်တော်တရားသည်ဘာတော့ပြဿနာနဲ့တန်ត្រာဆိုတဲ့တရားဘာတရားတဲ့ဏိကုံးကျုပ်လေးမေ့မှာဆိုလို့ထပ်ပြီးတော့ပြောလိုက်မယ်ခုရဲကရှက်ပါတရားနာချိန်တန်မနာတာမရှက်လို့ဥပုပ်စောင့်ချိန်တန်အတန်းနဲ့မစောင့်တာရှက်အရှက်မရှိလို့ဥပုပ်စောင့်ချိန်တန်ဆိုတာဘယ်သူကပြောသလိုပတ်ဝန်းကျင်ကပြောတာဟောဒီခေါင်းမွားသပင်ကိုကြည့်လိုက်သပင်ဖြူလာတာဥပုပ်စောင့်နေတန်ပြီလို့ပြောနေတာရှင်းလားဥပုပ်စောင့်ချိန်တန်လို့မစောင့်တာအရှက်မရှိတာအရှက်မရှိတဲ့မတာသည်ကြောက်စရာနဲ့တိုးမှာပဲကျေနပ်ပလားရှက်စရာမှသတိမထားရင်ကျေနပ်ကြပလားဒီတလုံးကြားရတာတကတော့မှတို့တန်ဖိုးမရှိဒီတလုံးကတန်ត្រာပြတ်မှာဒီတလုံးကိုမှတ်တာ
ရှက်တက်အောင်ရှက်ကြကြားလားမရှက်ဖဲနဲ့တဟဟနေတော့ဒီလူရှိမှဘာနဲ့တိုးရမလဲနောက်ဘဝမှာကြောက်စရာနဲ့တိုးလိမ့်မယ်ကဲအဲ့ဒါကြောင့်ဝါကမဆရာတော်ဒီနေ့ဟောကြားအပ်တော်တရားတွေမှာအကုန်လုံးစုပုံတော့ပြောတာပေါ့ဗျာနာမည်ရတော့တခုတည်းပေးလိုက်ရတာပေါ့ပြဿနာနဲ့တန်တရာတဲ့နာကြည့်ရင်တော့သိကြမှာပေါ့နော်ကဲအားလုံးကျေနပ်ပါလားကဲကျေနပ်ရင်တော့ကြအောင်ဆိုဗျာနော်ဧဝံယိသောဒေတိတံမြတ်စွာဘုရားဟောတော်မူသောဓမ္မတရားတော်တွေသူနန္တုနာတော်မူနိုင်ကြပါစေကုန်သတည်းသူနေတဝနာနာတော်မူနိုင်ကြကုန်သည်ဖြစ်၍ဒုက္ခသစ္စာဒုက္ခသစ္စာပရိစ္ဆာနန္တုပိုင်းခြားသိတော်မူနိုင်ကြပါစေကုန်သတည်းသမုဒိယသစ္စာသမုဒိယသစ္စာဥပဇံတုပဲဆုံးတော်မူနိုင်ကြပါစေကုန်သတည်းနိရောဓသစ္စာနိရောဓသစ္စာဥသစ္စိကရုံတုမျက်မှောက်ပြုတော်မူနိုင်ကြပါစေကုန်သတည်းမေဃသစ္စာမေဃသစ္စာဘာဝနာကိုဘာဝယံတုတရားအမထုံရင်ရှက်စရာကြီးပါလားဟာသိရင်အပယ်သွားမှာကြောက်စရာကြီးပါလားဟာအကျိုးရှိတဲ့တရားတွေဟာဝါဒနာပါတာလျှော့ပြီးတော့တန်တရာပြတ်သွားအောင်အပတ္တကုတ်ကြိုးစားပွားများအာထုတ်တော်မူနိုင်ကြပါစေကုန်သတည်းယိုသေးစွာဖြင့်ဖျားတပည့်တော်တို့လျှောက်ထားပါသည်ရှင်သူမြတ်ကြီးဗျာဖျားတပည့်တော်တို့ဓမ္မပီတိမိသားစုနှင့်ခုနှစ်သားသမီးများမှစုပေါင်း၍ဓမ္မပူဇာဆက်ကပ်ခွင့်ပြုပါရန်ဖျားတပည့်တော်ယိုသေးစွာဖြင့်လျှောက်ထားပါသည်ရှင်သူမြတ်ကြီးဗျာသူဖြစ်ပါ၍ဆရာတော်ဤကပ္ပိယဖြင့်သာသနာဝဆောင်လူထုဓမ္မယုံကြီးနာယကကြီးဦးမောင်မောင်ကြီးမှဆောင်ရွက်ပေးပါရန်ယိုသေးလေးစားစွာဖြင့်ဓမ္မစင်မြတ်တဲ့သူနေရာယူပေးပါရန်ကာရဝတရားရှိထား၍ဖိတ်ကြားပါတယ်ခင်ဗျာယနေ့ညဓမ္မပီတိမိသားစုဤဒုတိယညဓမ္မပီတိမိသားစုမှမာတီလူတန်းငွေ10သိန်းကျပ်အိုအမ်ဘရန်ဆိုင်းဂျာဒေါ်လွင်လွင်မြင့်မိသားစုမတ်80မြင့်ဆောင်ခသူရ1လန်း9ရက်ကွက်မှလူတော်ငွေ10သိန်းကျပ်တရားနာကြွရောက်လာကြတဲ့9ရက်သားသမီးများမှလူတန်းငွေ9,34,500ကျပ်နဲ့ US $2စုစုပေါင်းလူတန်းငွေ25,34,500ကျပ်နဲ့ US $2တို့အားဓမ္မပီတိမိသားစုဤဥက္ကဋ္ဌကြီးဦးစိုးနိုင်မှစက္ကလူတန်းပြီးပါရန်ယူသေးလေးစားစွာဖြင့်ဓမ္မစင်မြတ်တဲ့သူဖိတ်ကြားပါတယ်ခင်ဗျာစုပေါင်း၍ဖျားရည်တော်တို့လူတန်းမှုစုစုတို့အားဆရာတော်ဘုရားမှရေဆက်ချပြီးပါရန်ဖျားရည်တော်ယိုသေးစွာဖြင့်လျှောက်ထားပါသည်ရှင်မြတ်ကြီးဗျာကျေးအလုံးပြေတတ်လိုက်ဆိုကြအရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုအကျိုးရှိသောဘုရားတော်များကိုနာလို၍နာနိုင်ရန်လေးတင်ချေနှင့်ကပါတသေးစောင့်ဆိုင်နိုင်မှနာခွင့်ရသောအကျိုးရှိသောတရားတော်ကိုနာရ၍အောင်မြင်ပါ၏ဝန်တာပါ၏ကြည်ရွယ်သည့်တိုင်တတ်ဆွမ်းသမျှလူရန်ပါ၏ဝါဒနာများကိုစွန့်လွှတ်၍အကျိုးရှိသောတရားတော်ကိုအနာခံ၍အပါဆံအောင်နာကြပါ၏အောင်မြင်ပါ၏ဤကုသိုလ်ဤဆွမ်းအားတို့ကြောင့်လူချင်းနာခြင်းသိခြင်းတို့ဤကင်းဝေးရမှန်ဉာဏ်နိဗ္ဗာန်ဤထောက်ပံ့သည်ဖြစ်ပါစေသာအရှင်ဘုရားဤကုသိုလ်ဤဖို့စုကိုဆောင်နှံကြောင်းဆောင်နှံအိမ်ဆောင်နှံသာသနာတော်ဆောင်နှမျက်နှာကောင်းနှအပေါင်းတို့အားအမြဧဝေငှဤလုံဆုံးသောသတ္တဝါပေါင်းတို့သည်ကျွန်တို့နှင့်အတူထမြအမြရ၍ချမ်းသာကြသည်ကိုဖြစ်ကြပါစေကုန်သော
ကျမ်းမာလို့ချမ်းသာကြစေ ဒီ